ဒါကခိုးမှုကျူးလွန်ခဲ့သည်ဟုအထင်မှားခံရပြီးအပြစ်မရှိဘဲထောင်ကျသွားရသောဝက်ဝံလေးဖက်ဒင်ဂန်ဖြစ်သည်ထောင်ထဲရောက်သည့်ပထမဆုံးနေ့တွင်ဖက်ဒင်ဂန်ကိုအဝတ်လျှော်သည့်အလုပ်တာဝန်ပေးလိုက်သည်သူအံ့ဩသွားရသည်မှာလျှော်ရမည့်အဝတ်စားများအလွန်များပြားနေခြင်းကြောင့်ဖြစ်သည်အချိန်တော်ကြာစူးစမ်းပြီးနောက်အဝတ်အားလုံးကိုအဝတ်လျှော်ဆက်များထဲထည့်နိုင်ခဲ့သည်သို့သောရုတ်တရက်အဝတ်လျှော်ဆက်ထဲတွင်အနီရောင်ခြေအိတ်တစ်ဖက်ကိုတွေ့လိုက်ရသည်ရလဒ်အနေဖြင့်ထောင်သားအားလုံး၏ထောင်ဝတ်စုံများသည်ပန်းရောင်ဆုံးထင်းသွားကြသည်ဖက်ဒင်ဂန်ကမမြင်ချင်အောင်ဆောင်လိုက်ပြီးထောင်စားစာကိုတကိုက်စားကြည့်လိုက်သည်သို့သောအရသာအလွန်ဆိုးရွားလွန်းသဖြင့်အံမတက်ဖြစ်သွားသည်ဒါပေမဲ့ထောင်သားတွေကမကြေမနက်မပြောရဲကြပေအကြောင်းမှာဟင်းချက်စရာကထောင်တစ်ခုလုံးတွင်အကြမ်းဆုံးတိုက်ခိုက်ရေးသမားဖြစ်သောနာဂုတ်စုချင်းဖြစ်နေသောကြောင့်ဖြစ်သည်ထောင်သားများကမင်းနာဂုတ်ကိုမီနူးပြောင်းအောင်လုပ်နိုင်ရင်အဝတ်တွေဖြစ်စည်းခဲ့တာကိုခွင့်လွှတ်ပေးမယ်ဟုပြောကြသည်ထို့ကြောင့်ဖက်ဒင်ဂန်ကတတိရှိရှိဖြင့်နာဂုတ်ထံသွားကသူ့စားစာများအလွန်ဆိုးကြောင်းတိုက်ရိုက်ပြောလိုက်သည်ထို့အပြင်မတော်တဆကက်ချက်များကိုနာဂုတ်ပေါ်ဖိတ်ချမိသွားသည်ဖက်ဒင်ဂန်ကတန်ရှင်းပေးရန်ကြိုးစားတော်လဲပို၍သာဆိုးရွားသွားစေသည်သူအကူအညီတောင်းတော်လဲလူတိုင်းကစပွဲအောက်တွင်ပုံနေကြသည်နာဂုတ်ကဝက်ဝံလေးကိုမြှောက်လိုက်ပြီးဝက်ဝံသားမုတ်ဘဲဖား၏လုပ်ရန်ပြင်ဆင်တော်သည်ရုံးကန်နေစဉ်ဖက်ဒင်ဂန်ကသူ့ဦးထုတ်ထဲဝတ်ထားသော marmalade sandwich ကို Knuckles ပါဇက်ထဲတိုက်ရိုက်ထိုးထည့်လိုက်သည်ချက်ချင်းပင်အရသာကောင်းလွန်သော sandwich ကြောင့် Knuckles စိတ်ကိုတိမ်ပိုက်နိုင်သွားသည်ထို့နောက် Knuckles ကဒီနေ့ကစပြီးဒီဝက်ဝံလေးကိုငါကာကွယ်ပေးမယ်ဟုကြေညာလိုက်သည်သို့တော်အခြေအနေတစ်ခုတော့ရှိသည်ဖက်ဒင်ဂန်က marmalade sandwich လုပ်နည်းကိုသင်ပေးရမည်ဖြစ်သည်နောက်ပိုင်းတွင်ဖက်ဒင်ဂန်နှင့် Knuckles တို့ပူးပေါင်းက marmalade sandwich များကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြသည်ထောင်သားများကလည်းအလွန်အရသာရှိစွာစားတောက်ကြသည်ထို့နောက်ဖက်ဒင်ဂန်ကကိတ်မုတ်မျိုးမျိုးကိုဆက်လက်တီထွင်ဖန်တီးလာခဲ့သည်အေးဆက်ပြီးစိတ်မဝင်စားစရာကောင်းသောထောင်စားတောက်ခန်းမကြီးသည်နှွေးထွေးတက်တောင့်တတာရှိသောစားတောက်ဆိုင်လေးတစ်ဆိုင်အဖြစ်ပြောင်းလဲသွားသည်သို့သောညတိုင်းဖက်ဒင်ဂန်သည်တိတ်တဆိတ်မျက်ရည်ကျကငိုကြွေးနေခဲ့သည်ဖက်ဒင်ဂန်သည်အပြစ်မရှိဘဲထောင်ချခံခဲ့ရသောကြောင့်ညတိုင်းတိတ်တဆိတ်မျက်ရည်ကျကငိုကြွေးနေခဲ့သည်အဲ့ဒီနေ့ကသူ့တော်အတွက်မွေးနေ့လက်ဆောင်ဖြစ် The Set Net London Landmark ဆိုသည့် pop-up စာအုပ်ကိုဝယ်ယူရန်သွားခဲ့သည်သို့သောအဲ့ဒီစာအုပ်ကိုခိုးယူရန်ရောက်လာသောတခိုးတစ်ယောက်ကိုမတော်တဆတွေ့လိုက်ရသည်ဖက်ဒင်ဂန်ကချက်ချင်းတခိုးကိုလိုက်ဖမ်းခဲ့သည်တခိုးကစပိန်စီးပြီးထွက်ပြေးသွားသဖြင့်ဖက်ဒင်ဂန်ကလမ်းဘေးကခွေးတစ်ကောင်ပေါ်တက်စီးကလိုက်ဖမ်းတော်သည်သို့သောလိုက်မိသွားသည့်အချိန်တွင်တခိုးကလေထဲပြောက်သလိုရုတ်တရက်ပြောက်ကွယ်သွားသည်ဖက်ဒင်ဂန်ကိုတခိုးဟုအထင်မှားကြပြီးနောက်ဆုံးတွင်ထောင်ဒဏ်10နှစ်ချမှတ်လိုက်ကြသည်ယခုအချိန်တွင်သူ့မိသားစုကိုနောက်တစ်ကြိမ်ပြန်တွေ့နိုင်မလားဆိုတာတော့မသိတော့ပေထို့နောက် Knuckles ကဖက်ဒင်ဂန်ကိုသူနှင့်အတူထောင်ဖောက်ထွက်ပြေးဖို့ပြောသည်ဖက်ဒင်ဂန်ကစားတောက်ဆိုင်တော့ကိုရအောင်ကူညီပေးမည်ဆိုပါကလွတ်မြောက်ပြီးနောက်ခိုးသူအစ်စ်ကိုရှာဖွေပေးမည်ဟုကတိပေးသည်ဒါကြောင့်ဖက်ဒင်ဂန်ကနာရီစင်ကြီးစီတို့ဂီယာဘီကြီးများကိုတက်လျှောက်သွားပြီးစားတောက်ဆိုင်တော့ကိုရှာတွေ့ခဲ့သည်ထို့နောက်သူတို့အဖွဲ့သည်စားတောက်ဆိုင်၏စပွဲခင်းများကိုခိုးယူပြီးအဆောက်အဦခေါင်မိုးပေါ်သို့တက်သွားကြသည်စပွဲခင်းများဖြင့်လေပူပြန်တစင်းပြုတ်ကအောင်မြင်စွာထောင်ဖောက်ထွက်ပြေးနိုင်ခဲ့ကြသည်သို့သောလွတ်မြောက်သွားပြီးနောက် Knuckles ကသူပေးထားသောကတိကိုဖျက်လိုက်သည်ဘာမှမတတ်နိုင်တော့သဖြင့်ဖက်ဒင်ဂန်က Brown မိသားစုထံဖုန်းဆက်လိုက်သည်ဖုန်းပြောနေစဉ်မှာပင်ခိုးသူအစ်စ်ဖြစ်သော Phoenix သည်ယထာဖြင့်ထွက်ခွာတော့မည်ကိုသိလိုက်ရသည်ဖက်ဒင်ဂန်ကချက်ချင်းယထာဘူတာသို့အပြေးသွားက Phoenix ကိုလိုက်ရှာသည်ထိုအချိန်တွင် Phoenix သည်ယတနာတစ်တာတစ်လုံးကိုကင်ဆောင်လျက်ယထာရဲသို့ရောက်လာသည်အမှန်တော့ Phoenix ခိုးယူခဲ့သောရှေးဟောင်းဖုတ်ထုစာအုပ်ထဲတွင်တစ်တာဖွင့်ရန်လိုအပ်သောလျှို့ဝှက်စကားဝက်ကိုဖုံးကွယ်ထားခြင်းဖြစ်သည် Phoenix ကတစ်တာကိုဖွင့်လိုက်သည့်အချိန်ဖက်ဒင်ဂန်ကဖောက်ဖုတ်စာအုပ်ကိုလူယူသွားသည်လန့်သွားသော Phoenix သည်တစ်တာကိုမတော်တဆပြန်ပိတ်မိလိုက်တော့လဲစကားဝက်ကတော့စာအုပ်ထဲတွင်ရှိနေစေဖြစ်သည်ထို့ကြောင့် Phoenix ကဖက်ဒင်ဂန်ကိုချက်ချင်းလိုက်ဖမ်းတော့သည်အရေးကြီးဆုံးအချိန်တွင်မဘရုံရောက်လာပြီး baseball ဟောင်းမှာရိုက်တယ်လို့အားပြင်းစွာရိုက်ချလိုက်ရာ Phoenix သတိလစ်သွားသည်နောက်ဆုံးတွင်ဖက်ဒင်ဂန်အပြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့ပြီးသူ၏နာမည်ကိုပြန်လည်တန့်စင်ပေးနိုင်ခဲ့သည်ထို့နောက် Brown မိသားစုနှင့်အတူသူနေ့ရောညပါလွမ်းဆွနေခဲ့သောအတော်နှင့်ပြန်လည်ဆုံတွေ့နိုင်ခဲ့လေသည်